မင်္ဂလာပါရှင်ကျမတော့ဖူလာမင်းအင်ချမီကုမ္ပဏီမှာအထက်တန်းရှင်နေဒေါ်ဝမ်ဖြစ်ပါတယ်ရှင်ကျမအခုဆွေးနွေးပေးမယ်အကြောင်းအရာလေးကတော့အင်ချမီတစ်ခုကိုဝယ်ယူပိုင်ဆိုင်တော့မယ်ဆိုလို့ရှိရင်စာချုပ်ချုပ်ဆိုရမှာထည့်သွင်းချုပ်ဆိုရမယ်အဓိကအချက်လေး၄ချက်ကိုရှင်းပြပေးချင်ပါတယ်ရှင်ပထမဆုံးအချက်ကတော့ရောင်းသူဝယ်သူတွေရဲ့အချက်အလက်လေးတွေကိုပြည့်စုံမှန်ကန်စွာဖော်ပြပေးရပါမယ်ရှင်ဒုတိယအချက်အနေနဲ့ကိုဝယ်ယူပိုင်ဆိုင်မဲ့အိမ်ချက်မြေရဲ့အမည်ပေါက်သူအမည်ဒီနေရာအကျယ်ဝန်းတွေကိုလည်းအတိအကျဖော်ပြပေးရမှာမယ်ရှင်နံပါတ်3အချက်အနေနဲ့မိမိဝယ်ယူပိုင်ဆိုင်မဲ့အိမ်ချက်မြေရဲ့တန်ဖိုးငွေပေးချေမှုစနစ်တွေကိုရက်စွဲငွေပမာဏအတိအကျစွာဖော်ပြပေးရပါမယ်ရှင်နောက်ဆုံးအချက်အနေနဲ့မိမိဝယ်ယူပိုင်ဆိုင်မဲ့အိမ်ချက်မြေကိုမိမိအမည်ပေါက်ပြောင်းလဲလိုတဲ့အခါမှာအမည်ပေါက်သူကိုယ်တိုင်ဒါမှမဟုတ်ရောင်းချသူကနေတာဝန်ယူပြီးတော့သက်ဆိုင်ရာရုံးဌာနအသီးသီးတွေမှာလိုက်ပါဆောင်ရွက်ပေးရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းဆိုရမှာဖြစ်ပါတယ်ရှင်မိမိတို့အနေနဲ့အိမ်ချက်မြေတစ်ခုကိုဝယ်ယူပိုင်ဆိုင်တော့မယ်ဆိုလို့ရှိရင်အခုပြောပြပေးသွားတဲ့အချက်၄ချက်ကိုစာချုပ်ချုပ်ဆိုရမှာထည့်သွင်းချုပ်ဆိုမှသာမိမိအနေနဲ့ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ကြောင်းကိုရှင်းပြပေးလိုက်ရပါတယ်ရှင်လူကြီးမင်းတို့အနေနဲ့အိမ်ချက်မြေနဲ့ပတ်သက်တဲ့ဥပဒေဘုဒ္ဓတာလေးတွေကိုဆွေးနွေးတိုင်ပင်နေတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ Viber နံပါတ်ဖုန်းနံပါတ်ဖြစ်တဲ့39995915ခွန်39995915တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ဒီ post လေးရဲ့အောက်မှာလည်း comment လေးတွေရေးပြီးတော့ကြတော့မေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်